လာရောက်လုံးတော့လဲတန်မိုးမဲ့သွားကေရာဘော်ရဖူရင်အားလုံးပဲမင်္ဂလာပါခင်ဗျာ Rise 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုးလဲပါရင်လောကအကြီးမှာပေါ်ပဲရောက်ရှိနေတဲ့အရာတွေဆိုရင်လူတွေကတန်မိုးမထားတတ်ကြပါဘူးပုံမှန်မေတ္တာပဲဖြစ်ဖြစ် Raffle ပဲဖြစ်ဖြစ်ပေါ့ဗျာမာကာရဖူကဘာစတာဘော်လာရောက်လုံးအားကြီးလုံးတဲ့အတွက်တန်မိုးမဲ့သွားကြပြီးအရှက်တကွဲပြစ်ပယ်ခံလိုက်ရပါတယ်မာကာရဖူကမန်ချာနိုင်တက်ရဲ့မင်းသားလေးဖြစ်ပါတယ် Academy ထွက်လေးဆိုတော့အသင်းမှာလည်းနေရာရပြီး Star Boy လေးတယောက်အပြင်အားလုံးကဖူးဖူးမုတ်ထားကြပါတယ်ဒါပေမဲ့ Raffle ကတော့အဝေးလဲကန် Fire တကောင်ဖြစ်လာခဲ့ပါတယ်Raffle ရဲ့ပြောင်းလဲသွားခဲ့တဲ့ပုံစံတွေကြောင့် Robin Amorim လက်ထက်မှာအသင်းနဲ့ခွာပြေးခဲ့ရတဲ့အထိဖြစ်ခဲ့ပြီးတန်ရောင်းစင်နေဆင်းခဲ့ရပါတယ်။ Raffle ပြီးခဲ့တဲ့နေရာအသင်းမှာဘာစနာကို9ထွက်ကစားနိုင်မှုပတ်တကုတ်စ조사ခဲ့ပါတယ်။ Raffle ကသူ့ထက်ဂျူနီယာကျတဲ့ဘာစနာချာတိန်လေးလာမင်းတော်မယ်ကိုတော့ကွန်မန်ရေးလိုက်ချီကျူးလိုက်နဲ့မာနာကိုခဝါချတာခဲ့ပါတယ်။ Raffle ရဲ့ဆန္ဒတွေတရားတီတော့ပြေးဝသွားခဲ့ပြီးဘာစနာကအငားခေါ်ပစ်ခဲ့ပါတယ်။ Raffle ကဘာစနာမှာထားရနေဆရာသွားခဲ့ပါတယ်။ United တုန်းကအချင်းတွေအကုန်ပြောင်းပြီး Hansi Flick ရဲ့လိမ္မာတဲ့တပည့်လေးတယောက်အပြင်တရားတီလုံးဂိုးပေါင်ရင်ပတ်သက်မှု48ကြိမ်ထိပြုလုပ်ပေးခဲ့ပါတယ်။ဒီတော့ရာသီကောင်းရင် Raffle ကိုစာချုပ်ပါအတိုင်းယူတန်း30နဲ့အပိသက်ခေါ်လိမ့်မယ်လို့ပဲအားလုံးကမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းကိစ္စတွေကထင်သလိုဖြစ်မလာခဲ့ပါဘူး။ Raffle အတွက်ဘာစတာကပြောင်းရွှေ့ကြေးပေါင်26တန်းကိုပေးချေလို့ခြင်းမရှိတဲ့အတွက်ပေါင်73တန်းနဲ့ဈေးဆစ်လိုက်ပါတယ်။ Raffle ကဘာစတာကိုအရန်ဖြစ်ပြီးအရန်ပြောင်းချင်နေတာကြောင့်ဘာစတာကအချိုးချောင်းနိုင်ဖို့ကြံစည်လိုက်တာပါ။ Man United ကတော့မူလာအတိုင်းမဟုတ်ရင်မရဘူးလို့အကြောင်းပြန်တဲ့အခါဘာစတာက Raffle ကိုမခေါ်တော့ဘူးညင်းဆန်လိုက်ပါတယ်။လဆာမြန်မာတဲ့ Raffle ကိုခေါ်မယ်အသင်းမရှိလို့တရားဒီအငားချခြင်းစဉ်းစားပြီးမှဖြစ်ကြောင်းလဲဘာစနာကတပြန်ကြီးပြောသွားတဲ့အခါတဲနီပရိသတ်လေးလည်းဒီလောက်ထိဈေးချခဲ့တဲ့ Raffle အတွက်စင်မကောင်းဖြစ်ကြရပါတယ်။ဘာစနာကအရင်လုံးတပြားကနေနှစ်ပြောင်းခွာနေတဲ့ပွတ်တက်အသင်းမဟုတ်တော့ပါဘူး။ဘာစနာကနျူကာဆယ်တောင်ဝဲကစားမလေးအန်တိုနီကော်ရန်ကိုပြောင်းရွှေ့ကြေးယူတန်း80အပေါ်စုကြေးတွေပေါင်းလိုက်ရင်ယူတန်း80တိဖြစ်သွားနိုင်တဲ့ပမာဏနဲ့ခေါ်ယူထားပြီးသားပါ။အတရီကိုမက်ထရီတိုင်းစစ်မှုဂျူလီယန်အဲဗရက်ကိုလည်းယူတန်း100နဲ့ဂန်လန်ထားသေးတာကြောင့် Raffle ကိုမခေါ်ချင်ဘူးလို့သာတမင်မခေါ်ခဲ့တာဖြစ်ကြောင်းသိတာထင်ရှားနေပါတယ်။ဒါပေမဲ့တစ်ဖက်ကကြည့်လိုက်ရင်တော့ဘာစနာရွေးချယ်မှုအမှန်ကန်တဲ့ပုံမှာပဲဂေါ်ဒွန်ကအသွဲလုံးနိုင်စွမ်းနေဟာလည်းမခေချောင်းအင်္ဂလန်အသင်းမှာတည်ပြနေပါတယ်ဒီတစ်ပတ်ကစားခဲ့တဲ့အင်္ဂလန်နဲ့ကော့စတာရီကာတို့ရဲ့ခြေစမ်းပွဲမှာဂေါ်ဒွန်ကတကောသွင်းတကောဖန်နေ Raffle ပေါ်အရေးလွှမ်းမိုးခဲ့ပါတယ်အင်္ဂလန်က2016ကမ္ဘာလားရဲ့ရေပန်းစားဆုံးအသင်းဖြစ်ပြီးကမ္ဘာလားမတိုင်ခင်နောက်ဆုံးပြင်ဆင်မှုအနေနဲ့ကော့စတာရီကာကိုရှင်းပြခဲ့တာပါပြီးရင်တော်မဲ့တူချေကကမ္ဘာလားအတွက်အဓိကလူစင်း17ယောက်ကိုဆုံးဖြတ်ပါတော့မယ်ဒီပွဲမှာဂေါ်ဒွန်ကပွဲဆဆချင်းကိုမနစ်မာရင်ဒီကလန်ရိုက်ရဲ့အသင်းကိုဖန်တီးပေးခဲ့ပါတယ်ဒါကဂေါ်ဒွန်အတွက်အင်္ဂလန်အသင်းမှာပထမဆုံးဖန်တီးမှုအမှတ်ကျလည်းဖြစ်ပါတယ်။ဒုတိယမှာရရှိတဲ့ပန်နယ်တီကိုလည်းဂေါ်ဒွန်ကပဲကန်သွင်းပေးခဲ့ပါတယ်။တတိယဂိုးကိုအိုလီဗာကင်းကသွင်းယူပေးခဲ့တာကြောင့်အင်္ဂလန်သားတွေ3စီးနဲ့အောင်ပွဲခံခဲ့ပါတယ်။ Raffle ကတော့အရန်ကုန်ကနေစတင်ခဲ့ပြီးမိနစ်20နဲ့ဝင်ရောက်ကစားခဲ့တာပါ။ Raffle လည်းခွင့်ရတချို့တော့ရခဲ့ပေမဲ့အပိုင်အဆုံးမတတ်နိုင်ခဲ့တာကြောင့်ဂိုးတော့ဖြစ်မလာခဲ့ပါဘူး။ပြစ်ပယ်ခံရတဲ့နေ့ကြကမှာတတိုက်ဆိုင်တိုင်းဆွမ်းဆောင်ရည်ချင်းတိုင်းရှင်ခံရတဲ့အခါ Raffle အတွက်စိတ်ပြည့်စရာများခဲ့ရပါတယ်။အင်္ဂလန်အသင်းမှာရော Raffle တယောက်တဲ့နေရာကိုဂေါ်ဒွန်စီပေးလိုက်ရမလားဒါမှမဟုတ်အကောင်းဆုံးခြေစွမ်းပြပြီးအသင်းအသစ်ကောင်းတစ်သင်းကိုရှာဖွေနိုင်မှုအထောက်အကူဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်